ဒီကတော့အဆောက်သူပြိုပြက်လူဖြစ်နေတဲ့အဆောက်အဦကြီးအကြောင်းမှာကျွန်တော်များသောအားဖြင့်တော့မနေသိဘူးပေါ့နော်အဓိကတော့ဒီဖြစ်နိုင်တော့ဝင်းပြင်မှာကျွန်တော်တို့နေထိုင်နိုင်တော့ဒါပြီးအနေအကင်းဆုံးဒီနေပါမှာကျွန်တော်တို့ဒီအဓိကတော့ငင်းငင်းတုတ်ပြီးဆိုရင်များသောအားဖြင့်ဒီအဆောက်အဦကြီးပြိုကျပြီးတော့မှဓာတ်တွေပြီးမှအသက်ဆုံးရှုံးတဲ့အနေအထားမျိုးတွေရှိတဲ့အကြောင်းပေါ့နော်ဒီလိုမျိုးနဲ့နောက်ထပ်ဒီငင်းငင်းငယ်ဒီပေါ့နော်ဒီငင်းငယ်ဒီထပ်ပြီးတော့after shot အနေနဲ့ထပ်ပြီးတော့လုံနိုင်တဲ့အကြောင်းဒါကိုတတိပြုဖို့လိုပါတယ်ခင်ဗျာမနေရတော့ကျွန်တော်ဒီပြောရမယ်ဆိုတော့ဒါရှုတင်ခံမလို့များတဲ့ဟွာဘေးတခုပေါ့နော်ဒီလုတ်ပြီးမှပဲတည်တဲ့ခံမျိုးရှိတယ်ပေါ့နော်အဲဒါကြောင့်မို့အဓိကတော့ငင်းငင်းအခုလိုမျိုးအင်အားမြင့်တဲ့ငင်းငင်းနေလုတ်ထားရဆိုဒီငင်းငင်းလုတ်ထားတဲ့ဒီနေရာတစ်ချောင်းပေါ့နေရာတစ်ချောင်းမှာကျွန်တော်တို့ဒီအစာအုပ်ပြည့်တွေစင်တာဒီအကုန်လုံးပေါ့ဒီရှင်းနေဖေရှားကြီးတွေဒီမျိုးတွေဆောင်းပြီးတော့မှဒါဝင်တဲ့နော်နောက်ဒီမျိုးဒီငင်းငင်းလုတ်လာရဆိုနေတာကျွန်တော်တို့ဒီအဓိကတော့ခေါင်းလိုပါတော့ဗောနော်ထိခိုက်ပြီးတော့မှဒီပြုံးနေမယ်ဆိုတော့ဒါကျွန်တော်တို့စောကုန်းလေးအောင်မှာချက်ချင်းနေပြီးတော့မှငြိမ်သွားတာနဲ့ချက်ချင်းဝင်းကြီးရှိတဲ့နေရာကိုညဒီနေ့ဗောနော်ကျွန်တော်တို့28ရက်3လ2015နေဗောနော်ဒီမြန်မာစံတော်ချိန်ဆို12နာရီ57မိနစ်3စက္ကန့်မှာဗောကျွန်တော်အင်အားခွန်ရှိတဲ့အင်အားအလုံးပြင်းထန်တဲ့ငင်းကလေးဗောနော်ဒီငင်းကလေးကဆိုရင်ကျွန်တော်တို့ဒီမန္တလေးငင်းကလေးစကန်နေပြီးတော့အရှေ့မြောက်ဘက်21ကီလိုမီတာခန့်กว่าဗောနော်ပြီးတော့တော့ဒါကျွန်တော်တို့ဒီမန္တလေးမြို့ကနေပြီးတော့20ကီလိုမီတာခန့်กว่าမှာဒီလုံတော့ပါတယ်ဒီအင်အားဓာတ်အနေနဲ့ပေါ့သူရဲ့ဒီငင်းကလေးနဲ့အနေနဲ့ကတော့10ကီလိုမီတာညရအင်အားအလုံးပြင်းထန်တဲ့အတွက်ကြောင့်လို့သက်သက်ငင်းကလေးနေတဲ့ထပ်ပြီးတော့လုပ်တဲ့အနေအထားမျိုးရှိပါတယ်အခုလက်ရှိပေါ့နော်ဒါကျွန်တော်တို့နှစ်ခုဖမ်းမိထားပါတယ်ဒီအဲ့ဒါကတော့ကျွန်တော်တို့တနာရီ2မိနစ်3.9စက္ကန့်မှာပေါ့နော်ဒီကျွန်တော်တို့အင်အား9.5နဲ့ကျွန်တော်တို့after shot ပေါ့နော် after shot ထပ်လုပ်ပါတယ်ပြီးတော့တနာရီ3.8စက္ကန့်မှာတော့9.9နဲ့ပေါ့နော်ကျွန်တော်တို့မနေ့after shot တွေတော့ဆက်ပြီး